မဲကြောလဲထွက်တဲ့ခါကျတော့အမဲကြောလဲဒီရှာကြည့်ရသေးရဲ့ဗျရေကွန်လဲထွက်တယ်ဆိုတော့ရေကွန်ကြောက်ကလည်းကြည့်ရသေးရဲ့ဗျဆိုတော့မျက်လုံးကအငြိမ်မနေရဘူးပေါ့ဗျတောင်ကြည့်လိုက်မြောက်ကြည့်လိုက်ဟိုဟာတူလားဒီဟာတူလားသူရဲ့တူရလေးပေါ့နီးစက်ရလေးတွေ့ရင်ကိုကကောက်ကြည့်လာတဲ့ဟာလေးတွေသူကပုံမှန်မဟုတ်တဲ့ကြောက်လေးတွေပေါ့ဗျာတွေ့ရင်တော့ကောက်ကြည့်တဘာဝတရားနေတစ်ခါလေးကြာရင်ကျွန်တော်တို့ကြောက်ပုံစံကျွန်တော်တလိပ်ဆန်ပေါ့အကောင်ပုံစံလေးပေါ့ဗျာအကောင်ပုံစံလေးလာတယ်ဖျားစီဒီပုံလေးတွေလာတယ်အဲ့လိုမျိုးလာတတ်တယ်ဗျအဲ့ခါကျတော့အေးစစ်စစ်နဲ့ကျွန်တော်လိုက်ကြည့်တလုံးချင်းကြောက်ကဘယ်လိုပုံစံလဲအနေထားလဲဆိုတာဘာမှမခဲရင်ဘူးဗျကြောက်ရှာဆိုတာတော့ဘယ်လိုလဲဆိုတော့အဝေးကြည့်အနီးကြည့်အဝေးကိုလည်းကြည့်အနီးဟာလေးကိုလည်းကြည့်အခါကျကြောက်ကကိုယ့်ရဲ့လက်တကမ်းမှာလည်းရှိနေတတ်တယ်ဗျကိုကမြင်တတ်ဖို့ပဲလို့ပဲဗျ